နေ့မှာအထူးမဖို့ငါပြောချင်တဲ့အကြောင်းအရာကဘူးတက်လို့တိုင်းငံလဲတုံးယူမတက်မို့ဆွဲလဲရတဲ့မိမတို့တူထက်လို့ဟောလာလို့လိုက်ရှာမှုမတို့မိဖို့တိုက်ကစူးစမ်းလိုက်ရှာပန်းကောင်းယုံကိုငါကူးစက်ဖို့မှန်လားပါမင်းကြီးဖေရမသိတော့တောင်းပါမင်းကြီးဖေရအစ်ကွာချားကမြစ်တာထားစရာမဟုတ်ပါမင်းကြီးဖေရအရှိရပါမှာဒီလိုတော့များပါရှိတာကြဟဲ့ကောင်မင်းတော်ကြကြိုက်ဘာကိုတော်လန်တဲ့ပုံစိတ်ရုပ်ကောင်းကားသာချုပ်တောင်ကြောက်ရမှာပါမင်းကြီးဗျာကဲတော့မင်းကြီးနာမရှိနေတဲ့နကစင်းစီယာယူပါစင်းကြီးမလားတောက်ပါလုံးနဲ့ဝီရတာဘယ်သူလဲစင်းစီယာဘာလို့လဲရုပ်ရည်နဲ့ရရှိမတင်ရှိလားဘယ်မှာလဲဘယ်သူလဲဘယ်လိုလဲမင်းကြီးလားဘယ်မှာတော့ပြောစမ်းမပွင့်ကြီးပပတာအနာပါမင်းကြီးဗျာသိရှိတောင်းမှာမင်းကြီးဗျာဘောဒီမှာပါစင်းစီယာသုံးတော့ကံပမမင်းကြီးရပါတေတော့မင်းကြီးဟာဘရောဟင်ကြီးပပရာနဲ့စင်ဒီယာတို့ရဲ့ရှေ့ပွင့်ဒီထဲမှာကောင်းကောင်းကြီးကိုလိမ့်လိမ့်ခံရပါတော့တယ်ဟဲ့ဒီမှာဘရောဟင်ကြီးကျမကစိတ်တော့စိတ်ကြီးပဲချစ်တော့သူကိုတော့စိတ်ပြီးဒီမခံနိုင်ဘူးတော့ဘရောဟင်ကြီးစားတော့အုပ်ချက်စိတ်ပြီးရောလုံးဝေးချက်ခိုင်းစိတ်ပြီးထားလိုက်တဲ့ဘရောဟင်ကြီးနေမပူညာသူပဲဘရောဟင်ကြီးရတော့မင်းကြီးကိုကျွန်တော်ကကျွန်တော်တော့ရွှေတွင်းကြီးရလားမင်းကြီးပြတဲ့စင်ဒီယာကပေါ်ရချင်းချီတဲ့ပြမင်းကြီးကတော့ပြင်းပြီးစစ်သူကြီးကိုနင်းပြီးချတော့ပူပြင်းကင်းတော့ရှမရှိရဖလုတ်တို့အတွက်လက်ခင်းပြီးသမျှမင်းကြီးတရားမင်းကြီးတရားမင်းကြီးတရားအနားကအောင်အရေးချင်းမရှိတာမင်းသိတာအခုချိန်မှာမင်းကြီးတရားကိုနှက်ပြားခဲ့တော့မရတော့ဘူးဆိုတာကိုမင်းသိတာ